မိုးတဲထန်စွာရွာသွန်းမှုကြောင့်ဒုထဝရီမြစ်ရေမြင့်တက်လာပြီးရှမ်းပြည်နယ်မြောက်ပိုင်းတီပေါမြို့ပေါ်မှာရှိတဲ့အနိမ့်ပိုင်းရပ်ကွက်တွေကနေအိမ်တချို့မှာရေဝင်ရောက်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ဒုထဝရီမြစ်ရေဟာဒီကနေ့ဩဂတ်လ9ရက်မွန်းလွဲတနာရီခွဲချိန်တိုင်းတာချက်အရတီပေါမြို့မှာ412စင်တီမီတာကိုရောက်ရှိနေပြီဖြစ်ပြီးအနိမ့်ပိုင်းရပ်ကွက်တွေကနေအိမ်တချို့ကိုရေဝင်ရောက်မှုတွေဖြစ်ပေါ်နေခဲ့တာပါ။ယမန်နေ့ကရွာသွန်းခဲ့တဲ့မိုးရေချိန်တွေကြောင့်ယနေ့မနက်ပိုင်းမှာတီပေါဒုထဝရီမြစ်ရေဟာစိုးရိမ်ရေမှန်ဒီပါမြင့်တက်လာကြောင်းနဲ့ရေဆက်ပြီးမြင့်တက်လာမယ်ဆိုရင်အနိမ့်ပိုင်းရပ်ကွက်တွေကပြောင်းရွှေ့ရမယ်ဖြစ်ကြောင်းလက်ရှိမှာလည်းတီပေါမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနဲ့အဖွဲ့မိုးစလာနဲ့မီးတပ်တပ်ဖွဲ့တွေအားလုံးပူးပေါင်းပြီးတော့စောင့်ကြည့်ပြီးလိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်နေတယ်လို့တီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုင်းကောင်းသက်ဆန်ကဆိုပါတယ်တီပေါမြို့ပေါ်မှာရှိတဲ့နေအိမ်တွေကိုရေဝင်ရောက်မှုမရှိသေးပေမဲ့လည်းအနိမ့်ပိုင်းရပ်ကွက်မှာရှိတဲ့နေအိမ်အချို့မှာတော့ရေဝင်ရောက်မဲ့အခြေအနေရှိနေတဲ့အတွက်မမျှော်မှန်းနိုင်တဲ့အန်ဒီရတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်းနဲ့ပြည်သူတွေအနေနဲ့နိုးနိုးကြားကြားရှိဖို့နဲ့လိုအပ်ရင်လွှတ်